Es un espíritu tremendo de destrucción. What do you want from me? ငါရှိကဘာလို့ချင်လဲလို့နတ်ဆုကပြောပါတယ် Who are you? In this body. We are plenty. ငါတို့အများကြီးဖြစ်တယ်လို့ပြောပါတယ် Qu'est-ce que tu veux? T'as mon pas. Somos muchos. နတ်ဆုဘာလို့ဆရာကပြောပါတယ် Ese cuerpo. ဒီလူငယ်ထဲမှာနတ်ဆုရှိနေတာဖြစ်ပါတယ်နင့်ဘယ်လိုလဲဆရာကမဲပါတယ် Even inside of him. What ငါတို့ကသူ့အထက်မှာနေနေတာအများကြီးပဲဒီတရားကိုငါတို့ဖျက်ဆီးထားတယ်လုံးဝဖျက်ဆီးထားတယ်နံပါတ်1သူ့ရဲ့ပညာရေးကိုငါတို့ဖျက်ဆီးထားတယ် will be a Chinese ဒီလူငယ်ဟာအင်မတန်တောက်ပါမဲ့လူတစ်ယောက်ဖြစ်တယ်မကြခင် Why was this sending out? နောက်တက်လာမဲ့ရှင်မင်းဖြစ်တယ်ငါတို့ဘယ်နေရာဆိုနေသိလားငါတို့ရှင်မတကူဘယ်လောက်ရှင်နေသိလား Over 10,000 to destroy you. တကူပေါင်း1000ကျော်ရှိတယ်အဲ့ဒီတကူနည်းကိုဖျက်ဆီးနိုင်တယ်လို့ပြန်ပြောပါတယ် Anything this boy says, we come. ဒီတယောက်ပြောတဲ့အရာအားလုံးတကယ်ဖြစ်လာရမယ်နံပါတ် He was coming to Lagos. 1ဒီတယောက်ကဒီမြို့တော် Lagos မြို့ Lagos ကိုလာတာဘာဖြစ်လို့လဲဆိုတော့ဒီကလေးရဲ့အမေအယူမ prophet ပြောထားတယ်လေနိတာနတ်ဆုရှိတယ်မိသားစုအလုံးခေါ်လာခဲ့ပါလို့ prophet TV Joshua မှာထားတာလေလာတဲ့လမ်းမှာငါတို့ကရင်တိုက်မှုပြလုပ်ထားတယ် Unfortunately, ဒါပေမဲ့ကာမကောင်းစွာဖြင့် prophet ရဲ့ပြည့်တဲ့ရဲ့ကြောင့်ဘာမှမဖြစ်ဘူး that's what I stop you from. အဲ့ဒီပြည့်တဲ့ရဲ့ထဲမှာဘာပါလာလဲလို့ဆရာကမဲပါတယ်အဲ့မှာတကူအများကြီးရှိတယ်လို့ပြောပါတယ် What do you want? ပြည့်တဲ့ရဲ့ကိုပြတဲ့အခါမှာ Do you want to disgrace me? နင်ငါ့ကိုရှုံးချခြင်းတလားနတ်ဆုကပြောပါတယ် I think there's the powers. နင်ပြောတာတကူ1000ရှိတယ်ဆိုတော့ Because you know that power pass power. power plus power တကူကိုတကူကနိုင်တယ်ဆိုတော့မသိဘူးလား It's greater than me. ဒီပြည့်တဲ့ရဲ့ကနတ်တကူ1000တဲ့ကျော်တယ်လို့ပြောပါတယ် Más grande que mi poder. greater than me We are creating the sea. ပင်လယ်မှာလှုပ်တယ်ငါတို့ကငါးကောင်ဟုတ်တယ်ဒီလူငယ်ထက်မှနေထားတဲ့နံပါတ်1ဘယင်နံပါတ်2ချင်းတဲ့နံပါတ်3ကြာနံပါတ်4 herbalist နတ်သမားတော်ဖြစ်တယ်နံပါတ်5ကသူတို့ဘိုးဘေးရှိကနေလိုက်လာတဲ့နတ်ဆုဖြစ်တယ် From the sea. We operate in the surface of the world. ဒီကမ္ဘာပေါ်မှာကမ္ဘာပေါ်ရဲ့အပေါ်ပိုင်းမှာသူတို့လှုပ်ရှားတယ်လို့ပြောပါတယ်ငါကို Time to stay in တိုက်ဖို့မကြိုးစားနဲ့လို့ဆရာကပြောပါတယ် the name of Jesus. What must you command me? Poderes Come here. I said, what must you command me? ဘာဖြစ်လို့နင်းငါကိုအမိန့်ပေးရမှာလဲနတ်ဆုကပြောပါတယ် Jesus only see this woman. All over your body, Holy Ghost. ဆိုတော့ယေရှုခရစ်တော်ကတမန်တော်တွေကိုပြည့်ပေးတဲ့အတိုင်းပဲယေရှုနာမ၌နတ်ဆုကိုနင်းထုတ်ပါလို့ယေရှုမှာထားတဲ့အတိုင်းဒီပိကျိုးရှောရဲ့တပည့်ဆရာခရစ်စတိုဖာကဒီနတ်ဆုကိုနင်းထုတ်တဲ့အခါမှာနတ်ဆုဟာဒုထောက်ပြမှာထွက်ခွာတာကိုတွေ့ရတာဖြစ်တယ် Familia en donde Jesucristo está operando en este momento. တမန်ကျမ်းစာထဲမှာယေရှုခရစ်တော်ရဲ့ရှေ့မှာလူတိုင်းဒုထောက်ရမယ်လို့လာတာဖြစ်တယ် Jesucristo. Vis-à-vis de ses paroles. In Jesus' name. ဆိုတော့ဒီနတ်ဆုငါကောင်ဟာမခုခံနိုင်ပဲဒုထောက်ပြမှာထွက်ခွာသွားပြီဖြစ်ပါတယ် Necesito poderes. Esta liberación de esta familia. နင်လူမြောက်သွားပြီမတ်တက်ရပါ Gloria a Dios. Su madre pidió por esta liberación de su hijo. How are you? ဆရာရဲ့ညနေကောင်းတော့ညနေခင်းပါတယ်နှုတ်ဆက်ပါတယ်နင်ပြောတာတတိယလား Was only thinking no because of my mother. ကျွန်တော်အမေကခုနနတ်ဆုနင်ထုတ်ခံရလို့လေကျွန်တော်ကျေးဇူးတော်ချီးမွမ်းတာကျွန်တော်ရှင်မတော်ဘာမှမဖြစ်ပါဘူး You said you နင်ကိုနတ်ဆုနင်ဆက်တာထွက်သွားပြီ your body, fat demons. နတ်ဆုငါကောင်နင်ထဲမှာရှိတယ် In my dreams, I see old အိမ်မက်ထဲမှာမရတယ်အသက်ကြီးတဲ့သူတွေလာတယ်ကျွန်တော်ပြောသမျှအားလုံးတကယ်ဖြစ်လာတယ် come to an end. You are delivered. အဲ့ဒီပြဿနာပေးတဲ့နတ်ဆုထွက်သွားပြီလို့ဆရာခရစ်စတိုဖာကပြောပါတယ် Liberación de esta familia. ဆိုတော့ဒီနေ့မှာတော့မိခင်နဲ့အတူမိသားစုအားလုံးကိုနတ်ဆုနင်ထုတ်ပေးတဲ့နောက်မှာဒီတားငယ်ကိုနင်ထုတ်တဲ့အခါမှာနတ်ဆုငါကောင်ထွက်လာတာဖြစ်တယ်နတ်ဆုဟာတကူ1000ကျော်1000ပိုက်ဆိုင်ထားတာဖြစ်တယ်တိုးတော်လဲ prophet TV Joshua ဖြစ်တဲ့ရေကိုမတူနိုင်ပဲလွတ်မြောက်သွားတာဖြစ်ပါတယ် In Jesus' name. Tell your neighbor, you are not sure of နင်တို့အိမ်နီးနားချင်းကိုပြောပါနင်တို့ဘယ်သူမှမသိဘူး Sister sure of herself. ဆိုတော့နင်တို့ဟာကိုယ့်ကိုယ်ဘယ်သူဖြစ်တယ်ဆိုတာမသိချဘူးလို့ပြောပါတယ် She will know that there will be battle that day. Because the way she dressed, ဒီမိသမီးဟာလှလှပပဝိဒီမှာလာခဲ့တာဖြစ်တယ်ဟိုတက်တဲ့ခံမှုပုံစံနဲ့လာတာဖြစ်တယ်ဒါပေမဲ့ဘာဖြစ်လာမလဲဆိုတော့သူမှမသိခဲ့ဘူးနတ်ဆုနင်ထုတ်လိုက်တဲ့အခါမှာအထက်ကနဲ့နတ်ဆုဟာရှိသမျှအားလုံးကိုကပ်ပစ်တာဖြစ်တယ် can you see? ဒါကြောင့်နင်တို့အားလုံးပြောပြချင်တယ် Because you don't know what နင်တို့ကိုနင်တို့ဘယ်သူဆိုတာနင်တို့မသိဘူး delay your deliverance. နင်တို့နတ်ဆုနင်ထုတ်ဖို့နောက်မကြဆင်နဲ့ As a spectator. ဒီမှာလာတဲ့အခါနတ်ဆုနင်ထုတ်ချင်တဲ့စိတ်နဲ့လာကြပါလို့ဆရာကပြောပါတယ် Delivered.